မင်္ဂလာပါN1 တန်းကိုဂေါကကု2600မှာပါတဲ့နောက်ထပ်မီနစ်6လုံးကိုထပ်ပြီးတော့လေ့ကျင့်ကြပါမယ်ထို့ဒီအဲ့ဒီရှွန်းရာဒီဆိုဆိုင်ကုန်ချမ်းအိုမိုတေနာရှိအကန်ချင်းမိုတေနာစုအဝိပြုသည်ထေကျော်စုရူပေးရသည်ထောက်ပံ့သည်ကဲဒါဆိုဒီ6လုံးကိုအသုံးပြုပြီးရေးထားတဲ့စာပိုင်လေးကိုဖတ်ကြရအောင်ထိုလျော်ကန်では旬の素材にこだわった最高のお料理と質の高いおもてなしを提供しております。လျော်ကန်ဆိုတာကတဲကိုကန်ပေါ့နော်။ထိုလျော်ကန်ではဒီတဲကိုကန်မှာကတော့တဲ့ရှင်の素材にရှင်の素材ဆိုတော့ရာသီပေါ်ကုန်ချမ်း素材ကဒီနေရာမှာပြောချင်တာကသူကရှော့ကူဆိုင်ကိုပြောချင်တာပေါ့နော်ရှော့ကူဆိုင်ထဲမှာပါတဲ့ကုန်ချမ်းပစ္စည်းတွေနော်ဟင်းချက်ရံမှာပါဝင်တဲ့ပစ္စည်းတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီ素材ကကြတော့အဲ့တော့ရာသီပေါ်ဟင်းချက်ရံကုန်ချမ်းပစ္စည်းတွေကိုပေါ့နော်နိခိုဒါဝတ္တခိုဒါဝါဒုဆိုတာကဂယုတစိုက်ရွေးချယ်ပေးထားတာနော်ဂယုစိုက်ရွေးချယ်ပေးထားတဲ့စိုက်ခိုနောအိုလျိုရီတို့အကောင်းဆုံးသောဟင်းလျာတွေနဲ့ရှိစနောထာကိုင်အိုမိုတေနာရှိကိုအရေးသွေးမြင့်တဲ့အခန့်ချင်းတွေကိုထေကျော်しておりますပေးရနေပါတယ်တဲ့ရှိစနောထာကိုင်ဆိုတာကရှိစနောထာကိုင်အိုမိုတေနာရှိဆိုတာကထိတ်နေတဲ့တတိချာချာလေးပေါ့နော်ကိုကိုလိုနော်ကွန်မူတာဆာဗစ်ကိုပြောခြင်းဖြစ်ပါတယ်တတိချာချာလေးကိုရဲ့ဒီစိတ်ကိုပါထည့်သွင်းလာတဲ့ service ပေါ့နော်အဲ့တော့အရေးသွေးမြင့်တဲ့ဒီတေချာကောင်းမွန်တဲ့အခန့်မှုတွေကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်ဆောင်ရွက်ပေးနေပါတယ်တဲ့ကဲဒါဆိုဒီ6လုံးကိုရေးထားတဲ့စာပိုင်လေးကိုတေချာလေးလေ့ကျင့်ကြမယ်နော်